ဒေါ်လာ1 သန်းတန်နှစ်ချက်များအခုမြင်နေရတဲ့နှစ်ချက်သေးလေးတွေကဒေါ်လာ1 သန်းကျော်အထိတန်ကြီးရှိတယ်ဆိုရင်ယုံနိုင်ပါမလားနော်ဒီလိုကြားလိုက်တဲ့အခါဟုတ်ပါမလားလို့ထင်ရပေမဲ့ဒီနှစ်ချက်တွေကိုဘယ်လိုဖန်တီးထားသလဲဆိုတာမြင်ရင်တော့နားလည်သွားပါလိမ့်မယ်ရှင်ပထမဆုံးအစဉ်အနေနဲ့ကျွမ်းကျင်ပညာရှင်တယောက်ကတက်ဆင်သူရဲ့အနာအတွင်းပိုင်းကိုအသေးစိတ် 3D ပုံဖော်ရပါတယ်အရင်ဆုံးနားစီကိုကာကွယ်ဖို့အတွက်ကွမ်းစာအပြော့လေးတစ်ခုကိုအရင်ထည့်ပါတယ်ပြီးရင်တော့ပူနွေးနေတဲ့ဆီလီကွန်အရည်ကိုနားတဲ့ဖြည်းဖြည်းချင်းလောင်းထည့်လိုက်ပါတယ်မိနစ်အနည်းငယ်ကြာလို့ဆီလီကွန်တွေမာသွားပြီဆိုရင်တော့နားရဲ့ပုံစံအတိုင်းကွက်တိကျတဲ့ 3D ပုံစံကွက်တစ်ခုရရှိလာပါတယ်ဒီပုံစံကွက်ကိုတက်ခွဲခန်းပို့ပြီးတော့ 3D model အဖြစ်အဆင့်ဆင့်ပြုပြင်ပြောင်းလဲရပါတယ်နှစ်ချက်ရဲ့အပြင်ကွန်ကိုလက်နဲ့တိုက်ပြီးတော့ချုံးမွေတောက်ပလာအောင်လုပ်ရပါတယ်အတွင်းပိုင်းမှာကတော့အစစ်မြစ်အတန်လိုင်းထုတ်စက်ပစ္စည်းတွေကိုတက်ဆင်ရပါတယ်ဒါကဘေးပတ်ဝန်းကျင်ကိုအတန်ထွက်ပေါက်ကြားမှုမရှိဘဲမြင့်မားတဲ့အတန်အရည်သွေးကိုပြီးနိုင်ပါတယ်ဒီနှစ်ချက်တွေကတာမန်နှစ်ချက်တွေနဲ့ရှင်မဲဆိုရင်တော့တိတိတတ်တာကွာခြားမှုရှိပါတယ်နော်ဒီနှစ်ချက်တွေကတက်လိုက်တာနဲ့နားမှာကွက်တိဖြစ်နေမှာဖြစ်ပြီးတော့ဘလောက်ပဲလှုပ်ရှားပြုတ်ကြမှာတော့မဟုတ်ပါဘူးဒါပြင်စတူဒီယိုခန်းနဲ့ရောက်နေတဲ့လိုမျိုးပတ်ဝန်းကျင်ကအတန်တွေကိုမကြားရတော့လောက်အောင်အတန်လုံးစေပါတယ်ဒါကြောင့်ဂီတပညာရှင်တွေအသက်အင်ဂျင်နီယာတွေနဲ့အဆိုတော်တွေကဒီနှစ်ချက်တွေကိုဈေးကြီးပေးပြီးတော့ဝယ်ယူကြရတာပဲဖြစ်ပါတယ်ရှင်